မင်္ဂလာပါရွှေပင်ကို 3D မိတ်ဆွေအားလုံးမင်္ဂလာညချမ်းပါနော်ရွှေပင်ကိုရဲ့သင်ဆရာမြင်ဆရာကြားဆရာအားလုံးမှာဥထိတ်မှာပန်းဆင်ပြီးတော့မှ 3D တစ်ကွက်ပြောပြမှာဖြစ်ပါတယ်နော်မနေ့က3ညလေး online ဆယ်နဲ့4နဲ့10နဲ့4ပရိတ်1နဲ့3နဲ့4ပရိတ်6နဲ့8နဲ့4ပရိတ်6နဲ့8နဲ့4ပရိတ်ပေါ့နော်နောက်ပိုင်းနဲ့ break bond လေး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 အဲ့လေးอ่ะတလေးနှစ်လေးသုံးလေးလေးလေးလို့တက်ချင်တာเนาะဟုတ်ပြီလေးကိုနှစ်15လေးကိုနှစ်15ရှေ့နှစ်6က16 5 6ရှေ့6 3က19 5 6ခုနေ့9တေက8 5 6ခု8เนาะ5 6ခု8ဆိုရင်တိထိုက်เนาะတိထိုက်ဆိုရင်6 9နှစ်ကခွန်6 9နှစ်ကခွန်ရှေ့နေ့6က6ခွန်6 6 6 3က5ခွန်6 5လေးဖြစ်ဖို့ဆိုရင်8 5ဆိုရင်တိထဲမှာခွန်6 5 4လို့ဖြစ်မယ်เนาะခွန်6 5 4ဆိုရင်တိထိုက်တိထိုက်ဟောတခါ5 4ခွန်16ခွန်8 3ည15 6 5 8 3 4 24 6 5 4เนาะ5ခွန်4က6ခွန်8 3ည5 6 5 8 3 24 6 5 4 6 5 4ဆိုရင်ဒီမှာ3ဖြစ်ဖို့ဆိုရင်8 1 4မှာ3ဖြစ်မယ်เนาะ8 4ရှိပြီးသားဖြစ်တဲ့အတွက်1ထဲမှာ6 5 4 3ဆိုလဲ1ထိလို့ရပါတယ်เนาะဟုတ်ပြီเนาะတိထိလို့ရတဲ့အချိန်မှာကျွန်တော်ဘာလုပ်လဲဆိုရင်ဒီမှာနေ့3 4 5လို့ဖြစ်တယ်เนาะနေ့3 4 5လို့ရဖြစ်ချင်တာခွန်3နေ့ကနေเนาะနေ့3เนาะခွန်4နေ့က3 8 3ည8 6က4နေ့3 4 3 8 4က5နေ့3 4 5ဆိုရင်4ပိတ်နေလောက်ချင်တာเนาะ9ခလဲပဲရအောင်ဆို14ပိတ်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 မို့9ခလဲကိုထည့်တာเนาะဟုတ်ပြီเนาะဟုတ်ပြီဒီနေ့3 4 5တစ်လုံးချင်းဖြစ်တယ်ဒီမှာ3လုံးနေ့3လုံး3 3လုံး4 3လုံး5ဖြစ်ချင်လဲရတယ်เนาะ3လုံးနေ့เนาะခုံ3နေ့3လုံးနေ့เนาะ9 9 5 3လုံး3เนาะနေ့3เนาะ3 8 3က4เนาะနေ့3 4 6 5 4က5เนาะနေ့3 4 5เนาะဒီမှာဆုံးခါရအတွက်3လုံးပြန်နေ့3လုံးပြန်3 3လုံးပြန်4 3လုံးပြန်5เนาะ3လုံးချင်းခုံ3နေ့3လုံးနေ့9 9 5 3လုံး3 3 8 3က3လုံး4 6 5 4က3လုံး5နေ့3 4 5ဆိုရင်ဒီ9လေးဖြစ်ပါတယ်เนาะဆွေပင်းကို 3D မိတ်ဆွေအားလုံးကောင်းကောင်းကြပါစေเนาะ